အားလုံးပဲမင်္ဂလာပါခင်ဗျာဘာမီယန်ဂျပန် YouTube channel ကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်တို့ဂျပန်ရောက်မြန်မာနိုင်ငံသားတွေတော်တော်များများတွေ့ကြုံမှုတဲ့နေ့စဉ်ဘဝတွေကတချို့သောအတွေ့အကြုံလေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာနံပါတ်1အနေနဲ့ကတော့ကျွန်တော်တို့အသားကျဖို့အချိန်ယူရတဲ့ဂျပန်နိုင်ငံနေ့စဉ်ဘဝတွေကစီကံများနံပါတ်2ကတော့ဂျပန်နိုင်ငံလုပ်ငန်းခွင်ထဲမှာလိုက်နာရမယ့်အခြေခံစီကံချက်များနံပါတ်3ကတော့ကျွန်တော်ဒီဂျပန်မှာနေရတာအဆင်ပြေတဲ့အချက်လေးတွေကိုအားလုံးတို့မျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာနံပါတ်1အသားကျဖို့အချိန်ယူရတဲ့အကြောင်းအရာတွေထဲမှာတော့ကျွန်တော်တို့3ခုရွေးချယ်ထားပါတယ်ပထမတစ်ခုကတော့အမိုက်ပစ်တာဒုတိယတစ်ခုကတော့ကျွန်တော်ဂျပန်နိုင်ငံရဲ့ရန်တင်ကျက်တဲ့အချိန်စီကံလိုက်နာနော်တတိယတစ်ခုကတော့ကျွန်တော်တို့အိမ်နာနေခြင်းနဲ့အဆင်ပြေအောင်နေခြင်းပဲဖြစ်ပါတယ်နော်ပထမဦးဆုံးကတော့အမိုက်ပစ်တာနော်အမိုက်ပစ်တာကတော့ကျွန်တော်အထင်တော့ဂျပန်ရောက်မြန်မာတွေရဲ့ပထမဦးဆုံးတွေ့ကြုံရတဲ့အခက်အခဲတွေကအခုလို့ထင်ပါတယ်မီးလောင်တဲ့အမိုက်ကတော့အများဆုံးเนี่ยကျွန်တော်မျိုးကြောင်ထွက်အမိုက်ပေါ့နော်အဲ့ဒါတွေကတော့ကျွန်တော်တော်တော်များများတစ်ပတ်ကို2ရက်လောက်ပြစ်လို့ရတယ်လို့ထင်ပါတယ်နော်ကျွန်တော်နေတဲ့မြို့မှာတစ်ပတ်ကို2ရက်လောက်ပြစ်လို့ရပါတယ်မီးလောင်တဲ့အမိုက်ပြရတာတော့ကျွန်တော်သိပြဿနာမရှိဘူးပေါ့နော်သူတို့မြို့နေသတ်မှတ်ထားတဲ့မိုက်အိမ်နဲ့သူတို့သတ်မှတ်ထားတဲ့ရက်ပဲပြစ်လိုက်ဘာမှဖြစ်ဘူးကျွန်တော်ခက်တာတရားစားနော်မီးမလောင်တဲ့အမိုက်မီးမလောင်တဲ့အမိုက်မှာဆိုလို့ချင်းမီးမလောင်လို့ကျွန်တော်တို့အဲ့လိုမီးမလောင်တဲ့အမိုက်အကုန်ပြစ်လို့ရတာတော့မဟုတ်မီးမလောင်တဲ့အမိုက်မှာဥပမာကျွန်တော်ဒေအိုးတွေတန်အိုးတွေတို့တန်တက်ထုံနဲ့ပတ်တက်တဲ့ဟာတွေအဲ့ဒါတို့မီးမလောင်တဲ့အမိုက်တတ်မှတ်တာပေါ့နော်အဲ့ဒါတွေကတို့တက်တို့တစ်လတစ်ခါလောက်ပဲလို့ထင်တယ်ကျွန်တော်သိမပြစ်ဘူးနော်တစ်လတစ်ခါလောက်မှပြီးတော့တို့အမိုက်ပြရတဲ့အိတ်လေးမတူပါဘူးတက်ဝယ်ရတာပေါ့နော်ဒါကတော့ကျွန်တော်နေတဲ့မြို့ကျွန်တော်အတွေ့အကြုံပြပါဘောနော်တခြားနေရာတွေဘယ်လိုပြရအောင်ကျွန်တော်မသိဘူးနောက်တစ်မျိုးကတော့တန်ဘူးတို့ပလင်းတို့ပလတ်စတစ်တို့စက်ကူမျိုးစားတွေဖြစ်ပါတယ်စက်ကူမျိုးစားပါလဲတော့သတင်းစာတို့ဂျက်တူစက်ကူတို့ဖြစ်ပါတယ်နော်ညပလင်းနဲ့တန်ဘူးတွေပလတ်စတစ်တွေမှာလဲသူတို့ဒစိမ့်တွေပါတယ်ဒစိမ့်တွေပါလို့ချင်းလဲခွာပြီးပြရပါတယ်လို့ချင်းအတွင်းထဲမှာတောက်စရာအကျွမ်းကြံနေပါတယ်လေပုံပြီးတော့ပြရပါတယ်။တချို့ရတယ်ဆိုလို့ချင်းတချို့အဲ့တော့အနံ့နံလေးဟာရတယ်ဆိုလို့ချင်းပေါ့နော်။အဲ့တော့ရေးဆေးပြီးတော့ပြရတဲ့ဟာလည်းရှိပါတယ်ပေါ့နော်။ပြီးတော့လျှက်စင်းနဲ့ပတ်သက်တဲ့ပစ္စည်းတွေပေါ့နော်။လျှက်စင်းနဲ့ပတ်သက်တဲ့ပစ္စည်းတွေဆိုရင်အကုန်လုံးလျှက်စင်းနဲ့ပတ်သက်တာပဲဆိုတော့အေးကွန်လေးTV လေးအဲ့လိုပြလို့မရဘူး။အသေးစားပေါ့နော်။အသေးစားလက်စစ်ပစ္စည်းတွေကတော့ကိုယ်အမှန်မှာသူတို့သတ်မှတ်ထားတဲ့ရက်သတ်မှတ်ထားတဲ့ပြည့်တဲ့ပုံစံနဲ့ပြလို့ရပါတယ်။ဒါပေမဲ့အကြီးသားလက်စစ်ပစ္စည်းတွေပေါ့အေးကွန်တို့ TV တို့ရေခဲတက်တာတော့ပိုးရှိုးစက်တူဆိုလို့ရှင်တော့သူတို့တော့recycle ပြန်လုပ်ရတယ်အဲ့ဒါဆိုလို့ရှင်တော့ပတ်စံပြီးတော့ပြည့်ရပါတယ်အမှတစ်ခုပြောချင်တာကတော့နော်ကျွန်တော်တို့တော့စက်ကီသမားတွေကဒုက္ခရောက်တဲ့ဟာတစ်ခုပြောချင်ပါတယ်ပလင်းနေတန်ဖိုးတွေကနှစ်ပတ်တစ်ခါလောက်မှပဲပြည့်ရတဲ့အချိန်မှာအများကြီးပဲပုံထပ်သွားတဲ့အခါလေးရှိပါတယ်ဒါကတော့ကျွန်တော်တည်တယ်လို့အမိုက်ပြစ်တဲ့ဟာကိုပြောပြအောင်နော်ကျွန်တော်လည်းခုချိန်ထိတိတ်ပြီးတော့အသားမကြသေးပါဘူးဂျပန်လူမျိုးတွေကလည်းတော်တော်အချိန်လေးထားပါတယ်ဥပမာဂျပန်လူမျိုးတယောက်နဲ့ချိန်ထားပြီဆိုလို့ချင်းကိုချိန်ထားတဲ့အချိန်ရဲ့9မိနစ်ကနေ15မိနစ်အရင်သူတို့ကြိုးရောက်နေတတ်ပါတယ်ပြီးတော့လှုပ်တော့တော့ကျုံတော့အချိန်နဲ့ပတ်သက်လို့ချင်းနည်းနည်းလေးမှနောက်ကျနေရပါဘူးဥပမာကျောင်းမှာဆိုလို့ရှိရင်ကျွန်တော်လို့ရှိရင်ကျောင်းမှာလို့ရှိရင်စက္ကန့်ပိုင်းလုံးနဲ့ကျွန်တော်တို့နောက်ကျသွားပြီဆိုတဲ့ record တွေမှာထည့်ခံရတာများပါတယ်ပြီးတော့နောက်တစ်ခုကကျွန်တော်ပါတိုင်းလောက်တော့ဆိုလို့ချင်းကျွန်တော်ရထားနဲ့သွားတဲ့အချိန်မှာကျွန်တော်က10မိနစ်အလိုလောက်မှာကျွန်တော်ရထားလက်မဖြတ်လိုက်ရထားလက်မဖြတ်ပြီးတော့ကျွန်တော်ကဘူတာအောက်ကိုဆင်းသွားတဲ့အခါရထားထွက်တော့ကျွန်တော်မြင်းနေရကျွန်တော်မျက်စိရှိမှာပဲเนาะကျွန်တော်ကအဲ့ဒီလှေကအောက်ဆုံးအထက်ကိုရောက်ပြီးရထားတကပိတ်သွား10စက္ကန့်လောက်ပဲလိုပါမယ်အဲ့မှာကျွန်တော်ရထားနောက်ကျသွားပါပြီအလုပ်ကိစ္စနဲ့တယောက်ယောက်နဲ့ချိန်ထားတဲ့အချိန်နောက်ကျသွားတယ်ဆိုတော့
တော်တော်အထင်သေးခံပါတယ်အဲ့အတွက်လေကိုယ့်ဘက်ကနေတော်တော်တောင်းပြောဆိုရတဲ့အခါလေးရှိပါတယ်နော်အဲ့ဒါအချိန်ကတော့တော်တော်သတိထားဖို့လိုပါတယ်နော်နောက်ဆုံးတစ်ခုကတော့ကျွန်တော်အိမ်သားချင်းနဲ့အဆင်ပြေအောင်နေခြင်းပေါ့နော်အဆင်ပြေအောင်နေခြင်းဆိုရတဲ့ပြဿနာနေအောင်နေခြင်းပေါ့နော်ဂျပန်အခန်းတွေဒီအရန်ကျင်းပါတယ်အရန်ကျင်းတဲ့အတွက်တချို့အတန်းလုံးနဲ့အခန်းတွေဆိုတာရှိအောင်ကောင်းတဲ့အခန်းတွေဆိုအတန်းလုံးနော်တချို့များသွားပြီတော့အခန်းတွေတခန်းအတန်းကြားတဲ့အခန်းတွေများတော့တကားဖွင့်ထားတယ်ဆိုတကားပိတ်ထားရင်တော့ပြဿနာမရှိဘူးပေါ့နော်ပြီးလို့ကြည့်အင်းတွေပါလေချက်ပြီးဆိုလို့ချင်းနေအနက်အနည်းနဲ့အများရတဲ့အခါရှိအောင်အဲ့လိုဆိုလို့ချင်းပေါ့ဘေးကအခန်းကကျွန်တော်မြန်မာတော့တကောတခြားနိုင်ငံသားတော့တကောဆိုလို့ချင်းတိတ်ပြဿနာမရှိဂျပန်နေဆိုလို့ချင်းဖြစ်တတ်ပါတယ်များပါပဲဟင်းချက်တွေကအနက်သူတို့မကြိုက်တာတော့ကောင်းပြီးတော့ကျွန်တော်မြန်မာတွေဒီအနေနဲ့အများလို့အခန်းထဲမှာစကားပြောရဆိုလို့ရှိရင်လည်းနည်းနည်းလေးကျဲသွားရင်တော့မှသူတို့ကဥမာအင်ဂျင်ကိုတိုင်လာတော့ကောင်းပြီးလို့ရှိရင်ရဲခေါ်လာတော့ကောင်းဖြစ်တတ်ပါတယ်အဲ့လိုလည်းဘာမှစိတ်မပေါ်အဲ့ဒါတွေကဘယ်လိုပြောမလို့နော်သူတို့လည်းရှိသူတို့ရှိတဲ့ခါလဲပြန်ပြီးတော့ကိုယ့်ဘက်ကနေပြန် complete တက်လို့ရအောင်နော်ကိုဖြစ်တဲ့အခါမှာလေကိုကဘာတော့ဆိုတော့အဲ့ဒါကြီးကိုအဲ့လောက်လေးကျေတာပဲဘာမှပြဿနာမဖြစ်ဘူးဘာမှပြောပါနဲ့ဘယ်လိုချင်းဘယ်လိုတောင်းပါလဲနော်သူတို့နားကြီးတဲ့ခါလေးရှိပါရှိတဲ့ခါပြန်ပြောလို့ရပါတယ်နော်သူတို့ကကို့အတွက်အဆင်မပြေတဲ့အဖြစ်မှုတော့ကောင်းနော်တခုလုပ်ပြီးဆိုရင်လေကိုယ့်ဘက်ကလည်းပြန်ပြောလို့ရကိုကပဲသူတို့နဲ့ like လျောညီထွေအောင်နေရမှာလည်းမဟုတ်ကိုလုံးအိမ်သားနေချင်းဆိုတာအချင်းချင်းလိုက်လျောညီထွေအောင်နေရအောင်ပဲဥမာအဲ့ဒါကမှနိုင်ငံသားပါညာလို့ပြောပြီးဆိုလို့ချင်းလေကိုကပြန်ပြောဖို့အခွင့်အရေးရှိပါတယ်ဒါမှနှစ်ပေါ့နော်ဂျပန်နိုင်ငံရဲ့လုံဝင်ဝင်တွေမှာလိုက်နာမဲ့အခြေခံစည်းကမ်းချက်တွေရတယ်လေကျွန်တော်၃ခုဝေ့ချတာပါတယ်ဒီခုကတော့ပိုလန်ဆိုဆိုတာဟိုကုကုလန်လာကုဆိုတာဟိုကုကုဆိုတော့တင်ပြလန်လာကုဆိုတော့အကြောင်းကြားတာဆိုရန်ဆိုတော့ကျွန်တော်တို့တိုင်မြင်တာပေါ့နော်တိုင်မြင်တာပြီးလို့ချင်းမာနာတော့ကိုယ်မူရနှုတ်နော်ပြီးလို့ချင်းခုနကလည်းပါခဲ့ပါတယ်ကျွန်တော်တို့ချိန်ပေါ့နော်အချိန်ကတာမန်ဘဝမှာတဲ့လုပ်ငန်းထဲမှာပို့ပြီးတော့တင်းကျပ်ပါတယ်ချိန်ကဥမာ10မိနစ်နောက်ကျတာနဲ့15မိနစ်စာလောကကမရတဲ့အလုပ်ရှိတယ်နိုင်ဝက်စာလောကကမရတဲ့အလုပ်လည်းရှိတတ်ပါတယ်ဒါပေမဲ့အဲ့ဒါဂျပန်နိုင်ငံရဲ့ဥပဒေနဲ့ညီလာတော့မညီဘူးဆိုရင်အဲ့ဒါတွေကပျောက်သွားလာတော့ခုချိန်ကြီးပျောက်သေးပါအဲ့ဒါတည်းရှိပါတယ်ယထာဆိုတော့ဘတ်စကတော့ public transportation တခုပေါ့နော်ဖြစ်လို့နောက်ကျတယ်ဆိုရင်တော့မှအဲ့ဒီကနေပြီးတော့ရှုံးမလို့ပြောဟိုလက်မှတ်သဘောမျိုးတောင်းရတဲ့အလုပ်တွေလေးရှိပါတယ်ပထမဆုံးဟိုလန်ဆိုပေါ့နော်ဟိုလန်ဆိုမှာဟိုကုကဘာလဲဆိုကျွန်တော်လည်းအရင်တော့ဟိုကုနဲ့လန်လာကုနဲ့အတူတူပဲလားလို့ကျွန်တော်ထင်တဲ့အခါလဲရှိပါတယ်ဟုတ်ပါဘူးဟိုကုဆိုတာကြပါတော့လုပ်ငန်းတစ်ခုလုပ်နေတဲ့အခြေအနေကိုတင်ပြတာပေါ့နော်အဲ့ဒီလုပ်ငန်းထဲမှာဖြစ်ပျက်တော့တော့ဥမာပြဿနာတော့တော့သူ့ရဲ့လုပ်ငန်းရဲ့အဖြေပေါ့နော်ဒီလုပ်ငန်းဒီလိုအခြေအနေရောက်နေပါတယ်လို့အဲ့ဒါဟုတ်ပါလန်လာကုကကြတော့ဥမာမဖြစ်ခင်ကြိုးတွင်းပြုတ်အကြောင်းကြားတယ်နော်ဖြစ်ခင်အကြိုးတင်းအကြောင်းကြားတာမျိုးပါပါတယ်ဥမာကျွန်တော်တို့ဒီနေ့လုပ်ငန်းနောက်ကျမယ်နောက်ကျမယ်ဆိုလို့ဘာကြောင့်နောက်ကျမယ်ဆိုအကြောင်းပဲတဲ့အဲ့လိုလုပ်ဖို့ပုံစံတာတော့ပေါ့မက်ဆေ့ပို့တာတော့အဲ့လိုပို့ပြီးတော့အကြောင်းကြားတာဟောအဲ့ဒါလန်လာကုဆိုရန်ကြတော့ကျွန်တော်ကိုယ့်ဘိုက်ကိုဥမာနော်ကျွန်တော်အလုပ်ထဲမှာကိုယ့်ဘိုက်ကိုဆုံးဖြတ်လို့ရတာလေရှိတယ်ဆုံးဖြတ်လို့မရတဲ့ခါတွေမှာဥမာကိုယ့်ရဲ့အထက်လူကြီးတို့ကောင်ကိုယ့်ရဲ့တည်တဲ့သူတို့ကောင်အဲ့လိုတိုင်မြင်တာပေါ့နော်အဲ့ဒါဆိုရန်လို့ခေါ်ပါတယ်နောက်ကတော့ကျွန်တော်တို့ကိုမူရနှုတ်မြာပေါ့နော်ကိုမူရနှုတ်မြာမှာလည်းကျွန်တော်ဂျပန်နဲ့မြန်မာနဲ့ဒီကာချာချင်းကွာပါတယ်ကွာတဲ့အတွက်ကျွန်တော်တို့ကဘာမှမဟုတ်တဲ့ကိုမူရနှုတ်မြာတစ်ခုသေးလေသူတို့နဲ့တိတ်အဆင်မပြေသွားတဲ့အခါတွေရှိပါတယ်နော်ဥပမာကျွန်တော်တို့အတွက်တောက်ခေါ်လိုက်တာတော့ပေါ့နော်ဒူးလို့ပေါင်လို့လှုပ်တာတော့ကျွန်တော်တို့ကတော့အဲ့လောက်ကြီးထိအဆင်မပြေမဖြစ်ဘူးလို့ထင်ပါတယ်ပေါ့နော်သူတို့မှာတော့တောက်ခေါ်လိုက်ဆိုလို့ရှိရင်တော်တော်ကြီးကိုဒေါသဖြစ်တာတော်ဘယ်လိုပြောမလဲတော့ heat up ဖြစ်နေတဲ့အချိန်လောက်တော့သူတို့ထင်သွားတတ်ပါတယ်ပြီးလို့ရှိရင်
ဟိုခြေလို့ခေါင်းလို့လှုပ်တာလေတို့ကဘင်းပေါ်ယူလေလို့ခေါ်နော်အဲ့ဒါမျိုးလေးပြဿနာတက်တတ်ပါလေပုံမူရနှုတ်မူရပိုင်းလာတော့ကျွန်တော်တို့ဒီကဂျပန်ရဲ့ community မှာနေတာများသွားမှာပဲအလေးကျင့်ရမယ်တဲ့တစ်ခုပဲဖြစ်ပါတယ်နောက်ဆုံးတစ်ခုခဏကလည်းပြောနေခဏပြောခဲ့ပါတယ်အချိန်ကလုံးဝနောက်ကျလို့မရပါဘူးဥပမာလုပ်ငန်းတစ်ခုချိန်ကြပြီးအချိန်နောက်ကျပြီဆိုချင်းဘာလို့ဆိုတော့ယုံကြည်မှုပြောတတ်ပါတယ်ဂျပန်မှာလုပ်ငန်းလုပ်ပြီးဆိုလို့ချင်းအဓိကအချက်တွေကအချိန်ကိုလေးတာပါလိုက်လာပါသူတို့ဂျပန်နေနဲ့အတူတူအချိန်ကိုလေးစားတတ်အောင်ကျင့်ကြပါဟုတ်ကဲ့နောက်ဆုံးရပါတော့ဒီဂျပန်မှာနေရတာအဆင်ပြေတဲ့အချက်လေးတွေကိုလည်းကျွန်တော်၃ခုရွေးချယ်ထားပါတယ်ပထမတစ်ခုကတော့ convenience store နဲ့ကျွန်တော်ဒီဂျပန်လို့ဆိုတော့ဂျီရိုဟာဘိုက်ကြီးပေါ့နော်ဂျီရိုဟာဘိုက်ကြီးကိုဒီမှာလို့ဆိုတော့လိုလျောက်ရောင်းတဲ့ဆက်လေးတွေပေါ့နော်အဲ့ဒါလေးတွေကတော်အဆင်ပြေပါတယ်ဒီ convenience store ဆိုမဲ့ခုနောက်ပိုင်းဆိုလို့ချင်းနေ့စဉ်သုံးပစ္စည်းတွေကစပြီးတော့ရနိုင်တယ်ပေါ့နော်အဲ့ဒါလေးကျွန်တော်တော်ကြိုက်ပါတယ်ပြီးလို့ချင်း public transportation အဲ့ဒါလည်းဘယ်လိုပြောအချိန်အရန်တိကျတဲ့နိုင်ငံဆိုတော့ချိန်ကွက်တိလာပါတယ်ယထာတော်တော့ဘတ်စကားတော်တော့နောက်ကြပြီဆိုလို့ချင်းအလုံးစုံနောက်ကြ9မိနစ်10မိနစ်ပေါ့နော်9မိနစ်10မိနစ်ဆိုတော့တော်ရှားပါတယ်ပြီးတော့ယာဒူးတို့မကောင်းတဲ့အခါမျိုးဆိုလို့ချင်းအချိန်လွဲတာတွေမှရှိရပါတော့နောက်ဆုံးတစ်ချက်ကတော့ကျွန်တော်တို့ဌာနဆိုင်ဂျပန်ဌာနဆိုင်တွေတော့တော်ကိုစိတ်ချမ်းသာပါတယ်မြန်မာနိုင်ငံနဲ့လုံးဝကွာပါတယ်ဒီမှာနေတဲ့လူတွေသိပါလိမ့်မယ်နိုင်ငံသားကိုခွဲခြားဆက်ဆံတာပါလည်းမရှိပါဘူးနော်ဟုတ်ကဲ့ဒါကတော့ဂျပန်နိုင်ငံရဲ့နေစဉ်ဘဝတွေကချိုးတော့ရာလေးကိုညှော့ပြီးတာဖြစ်ပါတယ်ခင်ဗျာဂျပန်နဲ့ပတ်သက်လို့သိချင်တာတွေမေးချင်တာတွေရှိရင်ကွန်မန့်မှာမေးသွားနိုင်ပါတယ်ကျွန်တော်တည်တဲ့လောက်တက်တဲ့လောက်ပြန်ဖြည့်ပေးဖို့အစီအစဉ်ရှိပါတယ်ခင်ဗျာနောက်ဗီဒီယိုတွေမှာပြန်လည်ဆောင်တွေ့ကြပါမယ်